နေ့မနေ့မိုးလေးနာနဲ့မင်းကလေးတွေကနေ့လည်စားဖို့အတွက်ထမင်းဟင်းတွေချက်ရပါတယ်ဒါကတော့မမင်းချန်ထဲမှာရှိနေတဲ့ဟင်းဒီဟင်းရွယ်တွေပါဒါကတော့အိမ်မှာစိုက်ထားတဲ့ခရမ်းချင်လေးတွေပါဒီနေ့ကတော့ဈေးကနေမမေဝတ်သားဝယ်လာပါတယ်ဝတ်သားလေးကိုမမေကအချိုလေးကြုံလို့ပါဝတ်သားကိုဈေးရဝယ်လာတာနဲ့မမေအရင်3ခင်းရေကိုစင်စိမ့်လိုက်ပါတယ်ပြီးတော့ဈေးကနေမမေကစူပုတ်ရွက်လေးကိုပါဝယ်လာပါတယ်အဲစူပုတ်ရွက်လေးကိုမမေကကြက်ဥလေးနဲ့ကြုံလို့ပါရှင်ပြီးတော့ဝတ်သားလေးကိုမမေရေးစေးပြီးဆိုတော့နေတော်လေးလှိထားလိုက်ပါမယ်ကြုံလို့တက်ပါပြီးတော့ဝတ်သားလေးကိုထားနေတော့လှိပြီးတစ်ခါပြန်ရည်ပြန်စေးပါမယ်ပြီးတော့ဝတ်သားထဲကိုစားရဲဟင်းကြုံမုံလေးရဲ့ခရူးစီလေးရဲ့ပြီးရင်ငွေကောင်းမုတ်လေးကိုထည့်ပြီးတော့မမေကရတာရေးနှက်ထားလိုက်ပါမယ်ချိုလေးကြုံလို့ပါဒါခါလေးရတာနှက်ပြီးတော့မမေထားလိုက်ပါမယ်ရှင်ဒါကတော့ခရူးစီပါပြီးတော့ဒါခါရသမလုံးပြီးရသမမှွေပြီးရင်မမေကရတာလေးနှက်ထားလိုက်ပါမယ်ရှင်ဝတ်သားလေးလည်းရတာလေးနှက်ပြီးပါပြီဆိုတော့ခဏလေးထားလိုက်ပါမယ်စူးဝရွက်လေးကိုလည်းရင်ချွေထားလိုက်ပါမယ်ပြီးရင်စူးဝရွက်လေးနဲ့ကြော်လို့ရအောင်ကြက်သွန်လေးတွေပါပထိထားပါတယ်ဒါကတော့ကြက်ဥပါစူးပုတ်ရဲ့ကြက်သွန်လေးရဲ့ကြက်ဥတွေကိုတစ်ခါလေးရောကြော်ပါမယ်ခောက်ထားတဲ့ကြက်ဥထဲကိုမမေကစူးပုတ်ရွက်လေးရဲ့ကြက်သွန်လေးကိုပါတစ်ခါလေးရောပြီးတော့ထည့်လိုက်ပါမယ်ရှင်ပြီးရင်ရတာအတွက်မမေကစားလေးနည်းနည်းရဲ့ဟင်းကြုံမုံလေးနည်းနည်းပါတစ်ခါလေးထည့်လိုက်ပါမယ်ပြီးတော့ရတာလေးထည့်ပြီးတော့မမေတစ်ခါမှွေလိုက်ပါမယ်ရှင်ရတာလေးအားလုံးလည်းနှက်ပြီးသွားပြီမှွေလည်းမှွေထားပြီးဆိုရင်တော့မမေကကြော်ဖို့အတွက်တစ်ခါလေးစစ်တက်လုပ်ထားလိုက်ပါမယ်ဝတ်သားလေးလည်းရတာနှက်ပြီးတော့တစ်ခါလေးထားလိုက်ပါမယ်ဝတ်သားရောစူပုတ်ရွက်လေးပါတစ်ခါလေးစင်တက်ဖြစ်ပြီဆိုတော့မမေကပထမဆုံးဝတ်သားရင်စားကြော်လိုက်ပါမယ်ရှင်စီဆူလာနဲ့စီရဲကိုမမေကဝတ်သားလေးထည့်ပြီးတော့ကြော်လိုက်ပါမယ်ဝတ်သားကိုချိုးကြော်မလို့ဆိုတော့လေမမေနည်းနည်းကြော်လေးဖြစ်အောင်ကြော်ထားလိုက်ပါမယ်ဝတ်သားကြော်ရင်တော့အောက်မှာတံမြာမင်းလေးမင်းတို့ channel မှာရှိတဲ့တံမြာမင်းလေးမှာတံမြာလေးတော့ခုလိုက်ပါမယ်ဒါတော့မမေတို့အိမ်နောက်ဖက်ကပါဒါတော့တံမြာပင်မှာတံမြာတီးအများကြီးတီးနေပါတယ်နေရီရမ်းပူလာမသိတံမြာတီးတော့မကြီးနိုင်ပါဘူးလို့တေးလေးနမဲရေးရတော့အရန်ရွှမ်းပါလိမ့်ရှင်ဒါတော့မမေတို့ပန်မှာရှိနေတဲ့တံမြာမင်းလေးတွေပါတံမြာတီးတွေလှလို့ဆိုပြီးဟိုဖက်ကြည့်ဒီဖက်ကြည့်ကြည့်နေတော့အိမ်မောမှာတော့ဝတ်သားကြော်လေးရလာနည်းနည်းလေးတူးသွားပါလိမ့်ရှင်ဒါတော့မမေတို့ channel မှာရှိနေတဲ့တံမြာတီးတွေတော့နေ့တိုင်းဆိုတံမြာတီးကလုံးကြီးတယ်ဒီနှစ်ကတော့လေနေအရန်ပူတာဆိုတော့လေတံမြာတီးကလုံးမကြီးတော့ပါဘူးရှင်လုံးတေးသေးဆိုမဲ့ထင်လုံးတိတ်လိုက်ပါနော်ရေလေးရမ်းရွှမ်းပါလေအိမ်မောတက်သွားတော့ဝတ်သားလေးကတော့နည်းနည်းလေးတူးသွားပါလေရှင်ဝတ်သားကြော်လေးကတော့နည်းနည်းတိုင်းပါပဲနည်းနည်းလေးယူပြီးတော့မဲ့သွားပါလေပြီးတော့ကြက်ဥလေးနဲ့စူးဖို့ရွက်လေးပါတစ်ခါထည့်ကြော်လိုက်ပါမယ်ရှင်ပြီးတော့အဲ့ဒါနဲ့တွဲစားဖို့တဲ့ဟိုဘက်မှာတံမြာတီးခူးတာတဲ့တံမြာတီးလည်းကြီးဖြော်လေးဖြော်ထားလိုက်ပါမယ်ရှင်ဒါတော့စူးဖို့နဲ့တံမြာကြက်ဥလေးနဲ့ရပြီဆိုကြက်ဥကြော်လေးနဲ့ရပါပြီရှင်ဒါတော့ဝတ်သားကြော်လေးရပါပြီရှင်ဒါကတော့ခုနခူးတာတဲ့တံမြာ